ချစ်လို့ဘဝမှာတကောင်များလည်းပြောလို့မပြီးတာအပြုံးများလည်းပွင့်လို့မဆုံးပါဒါကြောင့်ကိုရင်ပွင့်ကရဲ့အစင်းသက်ဝင်လာခဲ့ဝင်လာလေကိုယ်တော့ငါဖြစ်ပြတဲ့များဟာနံပြီးရင်နဲ့လို့ဝါရင်အိမ်မမလန့်ကားမျိုးလို့ဒါကြောင့်ကိုရင်နဲ့ဆိုရင်ပြင်းတဲ့နာတွေကိုပြင်ပါမယ်မေးပြောင်းစေချင်လားမေးစောင့်နေချင်လားမလေးတော့ပါဘူးမကန်တော့